Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Chapter 1 Rotational Motion အကြောင်းကိုစပြီးတော့ပြောပါမယ်။Rotational Motion လို့ခေါင်းစဉ်တက်ထားပေမဲ့တကယ်က Circular Motion ကိုပဲအဓိကသင်ရမှာ။ Circular Motion မှာဒီ Chapter 1မှာပါတဲ့စာအုပ်ဆရာနှစ်ပိုင်းခွဲထားတယ်။ပထမတစ်ပိုင်းက Circular Motion အကြောင်းပြောတာရယ်။ဒုတိယတစ်ပိုင်းကကြတော့ Centripetal Acceleration အကြောင်းပြောတာရယ်ပေါ့နော်။ဒါဆိုရင်ပထမတစ်ပိုင်းကိုစပြီးတော့တွားရအောင်ပထမတစ်ပိုင်းမှာဘာမှမစခင်ပေါ့နော် motion လေးတွေဘယ်နှမျိုးရှိလဲဆိုတာကိုအရင်ပြောပြပေးမယ်motion ကတော့တချို့တွေက5မျိုးခွဲတယ်တချို့တွေက3မျိုးခွဲတယ်တချို့တွေက4မျိုးခွဲတယ်အမျိုးမျိုးပေါ့နော်ဒါပေမဲ့လူအများစုခွဲတာကတော့3မျိုးပဲခွဲတာအဲ့ဒီ3မျိုးကိုပြောပြမယ်ပထမတစ်ခုကကြတော့ rectilinear တဲ့သူကလုံးဝအဖြောင့်တိုင်းသွားတာသိလားအဖြောင့်တိုင်း vertical တိုင်းသွားရင်သွားမယ် horizontal တိုင်းသွားရင်သွားမယ်အဲ့ဒါကို rectilinear တနည်းအားဖြင့် linear motion လို့ခေါ်တယ်ကဲအဲ့ဒါကိုမှကျတော့꿰လိုက်မယ်ဆိုရင် curvilinear ဖြစ်သွားမယ်ဒါလည်းနံပါတ်1အုပ်စုထဲမှာပဲပါတာနော် curvilinear ဒီ circular motion ဆိုတာလည်းဒါ curvilinear အုပ်စုထဲမှာပဲပါပါတယ်တစ်ခုပေါ့နော်ဒီနှစ်ခုပေါင်းပြီးတစ်ခုနောက်တစ်ခုကကြတော့ rotational motion ဆိုတာဝင်ရိုးကိုဝင်ရိုးထားပြီးတော့ကိုကပတ်တာအဲ့ဒါ rotational motion ဒီလိုဒီကိုပတ်တယ်ဒီအရာဝတ္ထုကြီးလည်းဒီခြားရဟက်ကြီးလည်းကိုပတ်တယ်အဲ့နှစ်ခုဘယ်လိုကွဲပြားလဲဆိုတာကျွန်တော်ပြင်ပြောပြမယ်နော်ဒီမှာကတော့ rotational motion ရှိမယ်ပြီးတော့ oscillatory motion သူကြတော့စီးချက်မှန်မှန်သွားတာမျိုးဒန်းစီးတာပကက်စီးတာပြီးရင်ဒီကောင်လေးဘယ်လိုခေါ်လဲအဲ့ကောင်လေးကိုချိန်သီးပေါ့နော်ချိန်သီးသွားတာအဲ့ကောင်အဲ့ဒါကို oscillatory motion လို့ခေါ်တယ်โอเคနော်အဲ့ဒါဆိုရင်ဒီထဲမှာအခုသင်ရမှာ curvilinear motion နဲ့ rotational motion အကြောင်းကျွန်တော်တို့သင်ရမယ်ဒါပေမဲ့ oscillatory motion အကြောင်းသင်ရမှာမဟုတ်ဘူးသူကတော့ wave အခန်းမှာတော့ပါလိမ့်မယ်ဒါပေမဲ့ wave အနေနဲ့ပဲပါမှာ motion အနေနဲ့ပါမှာမဟုတ်ဘူးrectilinear motion ကတော့ G10 မှာသင်ခဲ့ပြီးသားပဲเนาะโอเคအဲ့ဒါဆိုရင်စလိုက်အောင် circular motion နဲ့ circular motion ဆိုတာဘာလဲပေါ့နော် circular motion ဆိုတာကဝတ္ထုတစ်ခုကဒီမှာဒါဝတ္ထုတစ်ခုပေါ့အဲ့ဝတ္ထုတစ်ခုကစက်ဝိုင်းပုံစံမျိုးပတ်နေမယ်ဘယ်သူ့ကိုပတ်မှာလဲဆိုတော့ဗဟိုတစ်ခုခုတခြားတစ်ခုခုကိုဗဟိုထားပြီးတော့ပတ်နေတယ်အဲ့ဒါဆိုရင်ဒါက circular motion ကားတစ်စီးကပတ်တယ်ဒါမှမဟုတ်ရင်လကဘာကိုပတ်တယ်သူများကိုဗဟိုထားပြီးတော့ပတ်တာကို circular motion လို့ခေါ်တယ်သူ့ရဲ့လမ်းကြောင်းကအဝိုင်းပုံစံလေးသွားတယ်ဥပမာဒါတွေပေါ့ဘောလုံးလေးကိုကျိုးမှခြိတယ်ခြိပြီးတော့လှဲ့တယ်ဒါဆိုရင်လည်း circular motion ဂျိုလူကကဘာကိုပတ်တယ်ဒါဆိုရင်ကဘာကဗဟိုဖြစ်သွားပြီလေနော်ဂျိုလူကစက်ဝိုင်းပုံစံပတ်တယ်ဒါလည်း circular motion ပဲလကဘာကိုပတ်တယ် circular motion ပြီးတော့ဒါလေးကိုကြည့်ဒါကတော့အယုတ်လေးပေါ့နော်လေးမြန်အယုတ်လေးသူကပတ်နေတာအဲ့ဒီမှာလေလေးမြန်အယုတ်လေးသူဒီဘသူ့ကိုပတ်လဲဆိုတော့ဒီကောင်လေးကိုပတ်တယ်ဗဟိုထားပြီးတော့ပတ်တယ်ပြောချင်တာကသူများကိုဗဟိုထားပြီးပတ်တာဗဟိုကကိုယ်ထဲမှာကိုရှိတာမဟုတ်ဘူးအဲ့လိုမျိုးကို circular motion လို့ခေါ်ပါတယ်စာအုပ်ကြည့်အောင် in a circular motion the object just move in a cycle cycle ပုံစံတိုင်းသွားတယ် or along a circular path မြင်ကွေတိုင်းเนาะ circular လမ်းကြောင်းတိုင်းသွားတာကို circular motion လို့ခေါ်တယ်စက်ဝိုင်းထဲမှာပတ်နေရင်လည်း circular motion လို့ခေါ်မယ် for example ဥပမာအနေနဲ့ artificial satellite ဂြိုဟ်တုတွေပေါ့เนาะဂြိုဟ်တုတွေ going around the earth at a constant height ဆိုတာဂြိုဟ်တုတွေကတော့ constant height နဲ့ပဲသွားရတာပဲเนาะသူက height ပြောင်းရင် speed ပြောင်းတာ哦အဲ့ဒါကြောင့် constant height မှာသူတို့တွေပတ်နေတယ်အဲ့လိုပတ်နေတာဒီ circular motion ဖြစ်ပါတယ်ကဲဒါဆိုရင် circular motion ကိုနားလည်ပြီဆိုရင်ဒါ rotational motion တွားရအောင်rotational motion မှာ object rotate about an axis ကိုပတ်တယ်အဲ့နေရာမှာလေပြောချင်တာက axis ဆိုတာ
ကိုဝင်ရိုးလောက်ထားတာသူများကိုပတ်တာမဟုတ်ဥပမာကဘာကကိုပတ်တာမျိုးကဘာဒီနေကိုလည်းပတ်တယ်ဒါနေပေါ့ကဘာဒီနေကိုလည်းပတ်တယ်အဲ့ဒါဆိုရင် circular motion သူများကိုဗဟိုထားပြီးပတ်တာကိုလည်းကဘာကပတ်သေးတယ်အဲ့ဒါကြတော့ rotational motion ဖြစ်သွားတာပေါ့ရှာမယ်နော်ကဲဒါဆိုရင်ဥပမာလေးကြည့်လိုက်ရအောင် Some of the example of rotational motion are rotation of the earth about its own axis သူ့ရဲ့ကိုယ်ပိုင် axis သူ့ရဲ့ကိုယ်ပိုင်ဝင်ရိုးကသူ့ခန္ဓာကိုယ်ထဲမှာရှိတာ which create a cycle of a day and night အဲ့ဒါကြောင့်မလို့သူ့ကိုယ်သူပတ်နေလို့ကျွန်တော်တို့က day and night ကိုတွေ့ရတာဖြစ်တယ်သူသာငြိမ်နေတော့ day နဲ့ night တွေကိုတော်ကြာမှတွေ့ရမှာ6လနေမှမနေ့6လနေမှညအဲ့လိုဖြစ်သွားမှာပေါ့နော်3လနေမွန်းတယ်ပေါ့အဲ့လိုမျိုးဟုတ်လားနောက်ထပ်3လနေဟောပေါ့နေဝင်ချိန်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်သွားမှာကဲဒါဆိုရင်စက်ကြည့်ပါ motion of the blade of fan ပန်ကလဲတာမျိုးပန်ကလဲတယ်ဆိုရင်လည်းဒီမှာပန်ကဒလက်လေးရှိတယ်မလားဒီတစ်ခုလုံးကိုခြုံပြီးကြည့်လိုက်ရင်ဒါ rotational motion သူ့ကိုယ်သူဝင်ရိုးမှာလဲတာဒါပေမဲ့ဒီနားမှာပြည့်စိတကောင်ရှိမယ်ဆိုရင်အဲ့ပြည့်စိလေးကဘယ်လိုလဲမလဲအဲ့ပြည့်စိလေးက circular motion နဲ့လဲမှာပေါ့ပန်ကတစ်ခုလုံးကိုခြုံပြီးကြည့်ရင်သူ့ဝင်ရိုးပေါ်မှာသူလဲနေတဲ့အတွက် rotational motion ဒါပေမဲ့ဒီမှာရှိတဲ့ပြည့်စိလေးကပန်ကကိုဗဟိုပြုပြီးလဲရတယ်ဝင်ရိုးကသူ့ထဲမှာမဟုတ်ဘူးပြင်ပအကောင်တစ်ကောင်ဗဟိုပြုပြီးတော့လဲရတဲ့အတွက်သူက circular motion ဖြစ်သွားမယ်โอเคနော်ကြည့်ဒါဆိုရင်စကြည့်အောင် motion of Ferris wheel ဒါကြောင့်ခြားရဟက်ကိုပြောတာဟုတ်ပြီအဲ့တော့ဒီမှာကြည့်ဂျင်းလဲတယ်နော်ဂျင်းလဲတယ်ဆိုတာလေဒါ circular motion ပဲ sorry rotational motion ပဲသူ့ကိုယ်သူပတ်တာဒါပေမဲ့ဒီအောက်ကပုံရသူကအဝိုင်းပုံစံလေးဖြစ်နေလို့ဒါ circular motion မဟုတ်ဘူးလားဆရာကြီးဆိုရင်သူကအဝိုင်းပုံစံလဲနေရင်တော့ circular motion ဒါပေမဲ့ဂျင်ပေါက်ရင်ဘယ်ဂျင်မှအဝိုင်းအမြဲတမ်းလဲမယ်လို့မရှိဘူးမြေပြင်ပေါ်မူတည်ပြီးတော့တဲ့တယ်လဲသွားခြင်းသွားမယ်တွန့်ပြီးတော့သွားခြင်းလဲသွားမယ်သူသွားခြင်းလို့သွားမှာပဲအဓိကတော့ဂျင်လဲတာဒီသူ့ကိုယ်သူလဲတာဖြစ်တဲ့အတွက် rotational motion merry go round ဆိုရင်လဲ merry go round ဒီ set တစ်ခုလုံးက rotational motion ဒါပေမဲ့ဒီလူကတော့ဘာဖြစ်မလဲ circular motion ပေါ့ဒါဆိုရင်ခြားရဟက်တစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်နော် rotational motion ဒါပေမဲ့ဒီထဲမှာထိုင်နေတဲ့လူတွေအတွက်ကတော့စဝိုင်းပုံစံပတ်နေရတာဖြစ်တဲ့အတွက် circular motion ပေါ့နော်လူကထိုင်နေလို့ပဲမြင်ပေးပါโอเคအဲ့ဒါဆိုရင်ကြည့်အောင်ဘယ်ဟာ circular motion လဲဘယ်ဟာ rotational motion လဲကိုယ့်ကိုခွဲကြည့်လို့ရပါတယ်ဒါဆိုရင် satellite လေးရဘယ်လိုပတ်လဲ circular motion เนาะဒါ circular motion ကားကပန်းညံမှာပတ်နေတယ် circular motion ပန်းကလဲနေတယ်သူ့ဝင်ရိုးမှာသူလဲနေတဲ့အတွက် rotational motion တကားလဲတယ်သူ့ဝင်ရိုးနဲ့သူလဲတာ rotational motion rotational motion မှာ circular motion ကိုတွဲပြီးပြောလို့ရတယ်เนาะဒီနားမှာမှင်လေးတစ်စက်တုပ်ပြီးတော့အဲ့ဒီကောင်လဲသွားမဲ့ပုံစံ circular motion ဒီနားမှာရှိတဲ့တကားလက်ကင်ဘူးလေးသူလဲသွားတာ circular motion ဟောသူကသူများဝင်ရိုးကိုပတ်တာလေနော်အဲ့လိုမျိုး rotation နဲ့ရှင်း circular မရှိဘူးလို့ပြောချင်တာမဟုတ်ဘူးနှစ်ခုလုံးတစ်ခါတပြိုင်တည်းရှိလို့ရတယ်ကဘာကိုလဲတယ် rotational motion နော်ဒီနှစ်ပေါင်းအတူတူပါပဲโอเคနော်ခေတ္တဆိုရင် rotational နဲ့ circular ခွဲတတ်မယ်ထင်တယ်အဲ့ဒါဆိုရင်အနှစ်ချုပ်ပြန်ပြောမယ် circular motion ဆိုတာသူများဝင်ရိုးကိုပတ်တာနော်ကိုပတ်တာမဟုတ်ဘူးတခြားတစ်ခုကိုဝင်ရိုးထားပြီးတော့ဗဟုထားပြီးတော့ကိုကသွားပတ်တာပတ်လိုက်တဲ့လမ်းကြောင်းကိုကြည့်ချင်းအဝိုင်းပုံစံဖြစ်နေလိမ့်မယ်နော်သူ့ရဲ့အနောက်ကနေတကောက်လိုက်ပြီးတော့ခဲတံနဲ့ဆွဲလိုက်ရင်အဝိုင်းပုံစံမြင်ရလိမ့်မယ်အဲ့ဒါ circular motion rotational motion ကြတော့သူ့ဝင်ရိုးပေါ်မှာသူပတ်တာသူ့ဝင်ရိုးမှာပဲသူပတ်တာ
လူကိုယ်တိုင်ကိုယ့်ကိုပတ်နေတာမျိုးချင်းလဲနေတာမျိုးဒါဆိုရင် rotational motion ပါအဲ့တော့ axis ကအပြင်မှာရှိလားအတွင်းမှာရှိလားဆိုတာကိုကြည့်ပြီးတော့ခွဲလို့ရပါတယ်โอเคနော်ကဲဒါဆိုရင်နှစ်ခုခွဲတတ်ပြီဆိုရင် circular motion လေးသွားလိုက်အောင်circular motion ကမနစ်ကလည်းပါပြီးသားပါပုံတွေနည်းတွေဒီပုံတွေနည်းတွေပဲဒါပေမဲ့အခုတစ်ခေါက်ပြန်ပြောပြမယ်ဒီကနေပြီးတော့စတယ်လို့မှတ်ပေါ့နော်ဒီကနေပြီးတော့စမယ်စပြီးတော့အဲ့ဒီဝတ္ထုကလဲပြီးအပေါ်လဲတယ်ဆိုရင်anti clockwise ပေါ့နော် anti clockwise လဲတယ်ဆိုရင်တီတာက plus နဲ့ပြမယ် clockwise လဲတယ်ဆိုရင်တီတာကို minus နဲ့ပြမယ်ကဲအခုဒီမှာပြောမှာဗာလဲဆိုတော့ angular displacement ရိုးရိုး displacement နေအကြောင်းသိတယ်ဟုတ်လားရိုးရိုး displacement ဆိုတာကိုသွားတဲ့အကွာအဝေးကိုတိုင်းတာကိုရိုးရိုး displacement လို့ခေါ်တယ်ဒီမှာကျတော့ angular displacement ပေါ့နော်အဲ့တော့ angular displacement ဆိုတာဘယ်လိုလဲပေါ့ဝတ္ထုလေးကိုဒီမှာကျိုးနဲ့ခြိလိုက်မယ်ဒီမှာအနီရောင်ဘောလုံးလေးအဲ့ဒီကောင်လေးကိုစပြီးတော့လှည့်မယ်ဒီကနေဒီထိပေါ့ရောက်သွားမယ်ဒါဆိုရင်သူသွားခဲ့တဲ့ဒီမှာအဝါရောင်မြင်းချောင်းအကွာအဝေးလေးရှိတယ်နော်အဲ့ဒါသူသွားတဲ့နောက်တကောက်ကောက်ပေတယ်နဲ့လိုက်တိုင်းကြည့်အဲ့ဒါဘာလဲဆိုတော့ linear displacement မှာနော် linear distance လို့ပြောလို့ရတာပေါ့နော်ဒါ linear distance ရိုးရိုး distance ဒါပေမဲ့ဒီနားမှာလူတယောက်ထိုင်နေတယ်လို့ယူဆကြည့်ဒါမှမဟုတ်အဲ့လူကိုယ်တိုင်လွှဲနေတယ်ပေါ့အဲ့လူကိုယ်တိုင်လွှဲရင်သူ့ရဲ့အမြင်ဒီကနေပြီးတော့ဒီထိပေါ့နော်သူ့ရဲ့ခေါင်းကဒီကနေဒီထိလှည့်သွားရမယ်ဟုတ်လားသူ့ရဲ့မျက်လုံးကဒီကနေဒီထိလိုက်လှည့်သွားရမယ်အဲ့တော့အဲ့ဒီ down လေးကိုဘာလို့ခေါ်လဲဆိုတော့ angular displacement လို့ခေါ်တယ်အဲ့တော့ linear displacement နဲ့ angular displacement ဘယ်လိုခွဲလဲဆိုရင်ကိုကဗဟိုကနေကြည့်တဲ့လူလားသူ့နောက်ကနေကြည့်တဲ့လူလားဆိုတာကိုကြည့်သူ့နောက်ကနေတကောက်ကောက်လိုက်ကြည့်ရင်ရလာမဲ့အကွာဝေးသည် angular displacement ပဲရမယ်အလဲဗဟိုကနေပြီးတော့ထိုင်ပြီးကြည့်ရနော်sorry ပြန်ပြောမယ်နော်သူ့နောက်ကနေတကောက်ကောက်လိုက်ကြည့်ရဆိုရင် linear displacement ကိုရမယ်အလဲဗဟိုကနေကြည့်မယ်ဆိုရင်နော် angular displacement ကိုရမယ်သူတို့ရဲ့ပုံတွေနေရာကြတော့ s equal to r တီတာတဲ့တီတာဆိုတာ angular displacement s ဆိုတာက linear displacement ကဲဒါဆိုရင်ဒီနှကောင်လေးကရောနေအောင်ပဲထင်တယ်နမူနာလေးကြည့်လိုက်အောင်အဲ့တော့လူ2ယောက်ရှိမယ်ပေါ့နော်တယောက်ကစဝိုင်းအသေးလေးကိုစိုက်ကယ်နဲ့ပတ်မယ်နောက်တစ်ယောက်ကလည်းစဝိုင်းအကြီးကိုစိုက်ကယ်နဲ့ပတ်မယ်သူတို့2ယောက်လုံးမှာတူညီတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့တစ်ဖက်ပြည့်အောင်ပတ်တာတစ်ဖက်ပြည့်အောင်ပတ်တယ်ဆိုတော့တီတာကဘယ်လောက်ဖြစ်သွားမလဲတစ်ဖက်ပြည့်တယ်ဆိုတော့360ဒီဂရီပေါ့နော်သူလည်း360ဒီဂရီသူလည်း360ဒီဂရီသူတို့2ယောက်ရဲ့တူညီတဲ့အချက်ပဲအဲ့ဆိုရင်တစ်ဖက်ပြည့်သွားတယ်လို့ပြောရင် angular displacement ဒီ360ရမယ်နော်ဒါပေမဲ့သူတို့နှစ်ခုမှာဘာမတူဘူးလေ radius မတူဘူးစဝိုင်းသေးကိုပတ်တယ် radius သေးတယ်စဝိုင်းကြီးကိုပတ်တယ် radius ကြီးတယ် radius ကြီးရင် r နဲ့ theta နဲ့မြောက်လေ radius ကြီးရင် s လည်းကြီးပါပဲအဲ့တော့ displacement အရာသူကနည်းနည်းပဲပတ်ရတယ်သူက s ပါဖြစ်လဲဆိုတော့3 meter လောက်ဆိုရင်သူက s က10 meter လောက်ရှိမယ်စီပူကုန်တာပေါ့နော်သူကတော့စီနည်းနည်းပဲကုန်မယ်သူကစီပူကုန်မယ်အဲ့ဆိုရင်ခွဲတတ်မယ်ထင်တယ်နော် s နဲ့ theta နဲ့အမြဲတမ်းတူနေတာမဟုတ်ဘူး s theta ချင်းတူပြီး s ချင်းမတူတာလည်းဖြစ်နိုင်တယ် theta ရော s ရောအမြဲတမ်းတူနေတာမျိုးဟုတ်ပါဘူးကဲဒါဆိုရင်ဆရာတို့တို့ရဲ့ပုံတင်နည်းတွေဆက်ပြီးတော့ကြည့်လိုက်ရအောင်ဆက်သွယ်ချက်က s equal to r theta theta က magnitude of angular displacement s က arc length လို့လည်းခေါ်လို့ရတယ်ဒါသင်္ချလို့ခေါ်တာ arc length အဝန်းမိုင်းနဲ့ဒါပေမဲ့ linear displacement လို့လည်းခေါ်လို့ရတယ်အားကြတော့ radius ပေါ့ unit တွေကကြတော့ degree revolution radian ဒါတွေနဲ့ပြပါတယ်အဲ့တော့ဘာတွေလဲပေါ့နော် revolution တွေ radian တွေဆိုတာ
ဥပမာတစ်ပတ်ပြည့်တယ်လို့ယူဆကြည့်တစ်ပတ်ပြည့်တယ်လို့ယူဆလိုက်မယ်ဆိုရင်ဒေါင်းက360 degree ဖြစ်သွားမယ် revolution ကြတော့သူကအပတ်အရေအတွက်ကိုပြောတာ1 revolution တစ်ပတ်ပြည့်သွားမယ်အဲ့လိုပဲ radian နဲ့ပြောမယ်ဆိုရင်2 pi radian ဆိုတော့2 pi radian ဆိုတာဘာလဲဆိုတော့ဒီကနေပြီးတော့စပြီးတော့ဒီလိုမျိုးသွားရင်းနဲ့ဒီလိုမျိုးတစ်ပတ်မပြည့်ဘူးပေါ့နော်တဝက်တိတိသွားတယ်ဆိုရင်အဲ့ဒါကို pi radian လို့ခေါ်မယ်ဒီကနေဒီထိနှစ်ခါဆိုတော့2 pi radian တော့ပေါက်တယ်နော်အဲ့ဒါတစ်ပတ်ပြည့်ရင်2 pi radian နှစ်ပတ်ပြည့်ရင်4 pi radian သုံးပတ်ပြည့်ရင်6 pi radian revolution နဲ့ပြောမယ်ဆိုရင်တစ်ပတ်က1 revolution နှစ်ပတ်ဆိုရင်2 revolution သုံးပတ်ဆိုရင်3 revolution ဒေါင်းကကြတော့မြောက်ကြည့်ပေါ့နော်1နဲ့3နဲ့ okay ကဲဒါဆိုရင်ဆရာတို့ angular displacement ပြီးသွားပြီဆိုတော့ angular velocity ဘိုင်းကိုသွားမယ် angular velocity ဆိုတာဘာလဲဆိုတော့ရိုးရိုး velocity ကိုမှတ်မိလားရိုးရိုး velocity တုန်းက v equal to s by t velocity ကိုလိုချင်ရင်သူသွားခဲ့တဲ့ distance ကိုတည်ပြီးတော့ time taken နဲ့စားရတယ်ဒီမှာလည်းအဲ့လိုပဲ angular velocity ကိုလိုချင်ရင်သူသွားခဲ့တဲ့ angle ကိုတည်ပြီးတော့ time taken နဲ့စားရမှာပေါ့သူသွားခဲ့တဲ့ angular displacement ကိုဒီ time taken နဲ့စားဟုတ်လားအဲ့တော့သူဘယ်ကနေဘယ်ကိုသွားလဲဒီကနေပြီးတော့ဒီကိုသွားလိုက်တယ်ဒါသူ့ရဲ့တိတာပေါ့နော် delta တိတာသူသွားခဲ့တဲ့အကွာအဝေးသူ့ရဲ့ angular displacement အဲ့တော့အဲ့ဒီကနေဒီကိုသွားတဲ့အကွာအဝေး delta တိတာကိုတည်ပြီးတော့ကြာချိန်တီနဲ့စားလိုက်ရင်သူ့ရဲ့ angular displacement ရတာပေါ့အဲ့တော့ဒါလေးဖြတ်လိုက်မယ်နော် v equal to s by t ရဆိုရင်ဒါကြည်တန်းတော့ပုံသေးနီးအဲ့ဒါကိုမှီညမ်းပြီးတော့ပုံသေးနီးပြန်ပြောလို့ရတယ် omega equal to delta theta by delta t omega ဆိုတာဘာလဲဒါကရိုးရိုး velocity omega ဆိုတာ angular velocity ဆက်ဝိုင်းမှာတုံးတာဒါကရိုး displacement ဒါ angular displacement time taken ကတော့အတူတူပါပဲကြားမယ်နော်ဒါကြတော့ omega equal to delta theta by t angular displacement ပေါ့ omega အဲ့တော့ omega ကိုရှာတဲ့နောက်ထပ်ပုံသဏ္ဍာန်တစ်ခုရှိတယ်ဒါကတော့ဘာလဲဆိုတော့ရှေ့ရပုံသဏ္ဍာန်နည်းလိုပဲ s equal to r theta လိုမျိုးပဲ angular displacement နဲ့ ရိုးရိုး displacement ကိုဆက်သွယ်ပေးတယ်ဆက်သွယ်ချက်အဲ့ဒါကြောင့် v equal to r omega r များလေ linear velocity ပိုများလေလို့ဆိုလိုတာဘာကြီးပြောနေမှမသိဘူးပေါ့နော်နားမလည်ဘူးပေါ့ okay နားမလည်ဘူးဆိုရင်ဒီဟာလေးကိုကြည့်လိုက်ဒါလေးကဘာလေးလဲဆိုတော့ record player လို့ခေါ်တယ်တခြင်းလေးပါနားထောင်လို့ရတယ်ဓာတ်ပြားဟောင်းကြီးပေါ့နော်အဲ့ဒီဓာတ်ပြားဟောင်းကြီးပေါ်မှာကြောင်နှစ်ကောင်တက်နေမယ်ကွာပထမတစ်ကောင်ကကြတော့ center နဲ့နီးမယ်နောက်တစ်ကောင်ကကြတော့ center နဲ့ဝေးမယ်ဒါပေမဲ့သူတို့နှစ်ကောင်လုံးဒီဓာတ်ပြားတစ်ခုထဲမှာတက်နေတာဖြစ်တဲ့အတွက်သူတို့ရဲ့ဘာတွေတူမယ်လို့ထင်လဲ angular velocity တွေတူတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်သူတို့ရဲ့ omega တွေတူကြပါတယ် omega တူတယ်ဒါပေမဲ့ဒီပထမကြောင်ကကြတော့ radius နဲ့တယ် radius နဲ့တယ်ဒုတိယကြောင်ကကြတော့ radius များတယ် omega ချင်းအတူတူတပတ်ပြည့်တဲ့ကြာချိန်ချင်းတူတူလယ်နှုံးချင်းတူတူမှ radius များတဲ့ကြောင်ကပို့ပြီးတော့ဝေးဝေးပတ်ကြတယ်မကြည့်တွေ့လားသူ့ရဲ့စဝိုင်းကပိုကြီးတယ်ဒီကြောင်လေးကကြတော့စဝိုင်းလေးကသေးတယ်ဒါကြောင့်မလို့ဘာကွာသွားလဲဆိုတော့ v equal to r omega အရာကြီးသွားတဲ့အတွက်သူတို့ရဲ့ linear velocity တွေပါလိုက်ကြီးသွားတယ်ခက်လွယ်လွယ်ပြောရမယ်ဆိုရင်စဝိုင်းကြီးတဲ့နော်စဝိုင်းကြီးပတ်ရတဲ့ကြောင်က velocity များများနဲ့ပတ်ရတယ်စဝိုင်းသေးသေးနဲ့ပတ်ရတဲ့ကြောင်က velocity နည်းနည်းပဲပတ်ရတယ်ပြီးတော့ conclusion ချလိုက်မယ်ဆိုရင် omega ချင်းတူတူမှ radius မတူရင် linear velocity လည်းမတူနိုင်ဘူးဆိုတာပါပဲကဲဒါဆိုရင်ဆရာတို့ကြည့်လိုက်မယ်နော်ဒီကောင်နေဘယ်လိုလဲဆိုတာကဲဒါဆိုရင်သူ့ရဲ့ unit တွေက radian per second revolution per second ရှေ့မှာရှိတဲ့ radian တီတာရဲ့ unit radian နဲ့ revolution ကို per second အနေနဲ့စားလိုက်တာပေါ့ဒါကဘာလဲဆိုတော့ angular velocity
angular velocity ပြီးသွားရင် angular acceleration ပေါ့ကဲ angular acceleration ကိုတွားရအောင်acceleration ဆိုတဲ့သဘောကိုက velocity ပြောင်းလဲမှပေါ်လာတဲ့ကောင်မျိုး velocity ပြောင်းတာနဲ့တပြိုင်နက် acceleration ပေါ်လာတယ် g တန်းတော့သင်မှုတယ် a equal to v minus v naught by t မှတ်မိမယ်ထင်ပါတယ်အဲ့တော့ v က initial velocity final velocity v naught က initial velocity သူမပြောင်းခင်မှာရှိတဲ့ velocity နဲ့ဒါသူသွားနေတဲ့ velocity တစ်ခုပေါ့နော် v naught သွားရင်တဖြည်းဖြည်းမြန်လာတယ်သူရဲ့ final velocity တစ်ခုရောက်သွားမယ် v ပေါ့အဲ့နှစ်ခုကိုနှုတ်ပြီးတော့ time taken နဲ့စားလိုက်အဲ့ဒါ acceleration ရလာမယ်ဒီမှာလည်းအဲ့လိုပဲသူ speed မတင်ခင်တုန်းကရှိတဲ့ omega ရှိမယ် omega naught ပေါ့နော်ဒါက omega naught ဒါက omega ဖြစ်ရမယ် omega naught ရှိမယ် speed တင်ပြီးသွားရင်ရောက်လာမယ် omega ရှိမယ်အဲ့ဒီ omega naught နဲ့ omega နဲ့ကိုနှုတ်ပြီးတော့အဲ့နှစ်ခုကြားကြာချိန်ဘာနဲ့စားလိုက်မလဲဆိုတော့ t နဲ့စားလိုက်ပေါ့ဒါဆိုရင်သူ့ရဲ့ angular acceleration ကိုရပါပြီပြန်ပြောမယ်နော် angular acceleration ကိုလိုချင်ရင်ဘာလုပ်ရမလဲသူ့ရဲ့ omega naught speed မတင်ခင်တော့ဒါမှမဟုတ် speed မလျော့ခင်လက်ရှိတဲ့ကောင်ရယ် speed တင်ပြီးဒါမှမဟုတ် speed short ပြီးဖြစ်သွားတဲ့ final ကောင်ဒါဘာလို့လဲဆိုတော့မြန်တာလည်းဖြစ်နိုင်တယ်နှေးတာလည်းဖြစ်နိုင်တယ်လေပုံမြန်သွားရင်ပုံမြန်တဲ့ကောင်ပုံနှေးသွားရင်ပုံနှေးတဲ့ကောင်တစ်ခုခုတော့ရမှာပဲအဲ့နှစ်ကောင်ကို difference ခြားနာလိုက်နှုတ်ပြီးသွားရင် time taken နဲ့စားပြောနေကြတယ်အဲ့တော့ဒီမှာကြည့်လိုက်ပေါ့နော်ဒီပုံတွေနည်းကို a equal to v minus v naught by t အတိုင်းပဲ alpha equal to omega minus omega naught by t ဆိုပြီးတော့ရပါတယ်ဒါ g တန်းပုံတွေနည်းကိုအခြေခံပြီးတော့ပြန်ပြောထားတာဒါ alpha နော်ဒါ omega ကဲဒါဆိုရင်အဲ့ဒီ alpha ဆိုတာဘာလဲ angular acceleration နဲ့ linear acceleration နဲ့ကြာဆက်သွယ်ချက်ရှိတယ်အဲ့ဒါ a equal to r alpha ရမယ်နော်ဒါဆိုရင်ဆရာတို့ပုံတင်နီးပြီးပြီဆိုတော့ unit သွားအောင် unit ကကြတော့ acceleration ဆိုတာ second square တွေပဲလीเนาะအဲ့တော့ radian per second square revolution per second square ဖြစ်ပါတယ်ပြင်ဒါကတော့အားလုံးရဲ့အနှစ်ချုပ်ပေါ့နော် linear motion မှာကြတော့ displacement ကို s နဲ့ပြတယ် velocity ကို v နဲ့ပြတယ် acceleration ကို a နဲ့ပြတယ် circular motion မှာဆိုရင် displacement ကို theta နဲ့ပြတယ် angular displacement လို့ခေါ်လိုက်တာပေါ့သူကြတော့ angular velocity omega angular acceleration alpha သူတို့ linear နဲ့ circular နဲ့ဆက်သွယ်ချက်ကြတော့ဒီမှာရေးထားတယ် s equal to r theta v equal to r omega a equal to r alpha ဒါတော့ကြက်ရမှာပေါ့နော်ကြက်ရမယ်ဆိုရင်အရင်လည်းမခက်ပါဘူးဒီတိုင်းပဲဆိုရင်လည်းရသွားမှာပဲပြီးတော့ဒီတန်းတော့ပုံတင်နည်းတွေမှီညမ်းပြီးတော့ထုတ်ထားတဲ့ပုံတင်နည်းတွေပေါ့နော် a equal to v minus v naught by t သူဆရာဒီဘက်အချမ်းတွေပဲဆိုပြလိုက်မယ်နော် alpha equal to omega minus omega naught by t omega equal to omega naught t plus alpha t omega square equal to omega naught square plus 2 alpha theta theta equal to omega naught t plus half alpha t square ပြီနော်ကဲဒါဆိုရင်ဒီနေ့မှာ chapter 1ရဲ့ပထမပိုင်း theory ပြီးပါပြီဆရာတို့နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့နော်အားလုံးပဲမင်္ဂလာပါ